အားလုံးပဲမင်္ဂလာပါတဲလေးတို့ရေထမင်းစားမယ်စင်ငပိထောင်အခုပဲထောင်ထားတဲ့ငပိထောင်ဝက်ကွယ်ရောင်ရတဲ့ငပိထောင်ဒီနေ့ကတော့လေတဲလေးရေဟင်းချက်စားတယ်ဝက်ဥဟင်းချက်စားတယ်နော်တဲလေးအရာစားချင်တယ်နောက်ပြီးတော့ကစုံရွက်ကြော်မပါမပြတာတော့တမြင်ဒီတဲလေးဒါကတော့ခဏအပြင်းပေါ့နော်တဲလေးတို့နော်ဟင်းဘလောက်ပဲကောင်းကောင်းတဲလေးရေငပိထောင်ကတော့ share ပါစီရမယ်နေရန်ပြားတွေနဲ့ထောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲလေးတို့ရေအရန်နဲ့မှထိပြီးတော့မိပြီးတော့စားဘူးတဲ့လူတိုင်းကလေတော်လေးကိုစွဲပြီးတော့လေတဲလေးတို့ရေခဏလာပြန်ဝယ်စားကြတယ်အန်ဒီတခင်တော့လူနဲ့ကြွအရန်ကြိုက်ရမကူမလေးအစိုးရကြောငါပြတောင်းဝဲဥဟင်းကြရခါတယ်လေးတွေချက်ချောက်လေးဆက်လေးเป็นเต้าอุ่นยังมีซอสได้เนาะเจลี่เนาะเอาแพ้มาเปล่าเนาะยูกิมลาเนี่ยพูดได้มาป่าได้ยูกิมลาเนี่ยแบบใหญ่เดี๋ยวเนาะพวกเจลี่ดูเนาะยูว่าโดนในสตูแม่มาเปียวเนี่ยมาปูมาดีมาพอบูมายองบูเจลี่บายอกามาสิบูเจลี่ว่าเราจะพูดว่ารวยโลจะมาเยอะจังตอมีแบบจะมาอยู่เกาลูกบอลเตะเรียนกับพี่น้องตั้งดีกว่าเขานะเนาะเป็นกรีมั่งกับพี่น้องเขาเมื่อไหร่ส่งยันเน้นๆเนาะส่งห้องเนาะဒီလိုစားနိုင်လို့အဲ့လိုမျိုးလုံးနိုင်လားပြီးတော့အလုပ်ကြံလုပ်တယ်ဘဝသမားအလားသမားမဟုတ်ဘူးတဲ့လေညတောင်တွေဆက်ပြီးနှခမ်းကြီးတွေလိမ့်ပြီးတော့ဟိုချဲဒီချဲနဲ့ခမင်းမစားပြဘူးတဲ့လေဘဝသမားစစ်ซ้ำนะจริงๆนะก็เราแล้ว เ
စားတော့ဘူးပြီးတော့နဲလာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့လေဝဲဦးရင်းလေကျုပ်ဗမာဆိုင်မှာဝယ်စားတယ်လေဗမာချက်တလောက်တော့မတည်ဘူးစောင်းတော့ဒီလိုလားမချက်အရင်စောကောတန့်ရှင်းစီရမယ်ဦးထဲမှာလေဦးကဒီလိုမျိုးခွဲလိုက်ရဟုတ်ကဲ့ကောနားလည်းပဲနားကောင်းလိုက်တာအလောနော်